Hoof က Gomez ကိုမရရင်ဈေးပိုတက်တာပြီးတော့ Premier League အတွေ့အကြုံရင်ကွင်းလယ်လူကိုခေါ်ယူမဲ့ United Manchester Football ဆိုတာနေတင်ဆက်နေပါတယ်။လာမနေ့ရာသီမှာ United အသင်းရဲ့ကွင်းလယ်ပိုင်းဟာအကြီးစားပြုပြင်ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ Casemiro ထွက်ခွာဖို့တေချာသလောက်ရှိနေတယ်လို့ Manuel Ugarte ကလည်းနောက်ကနေလိုက်သွားနိုင်တာကြောင့် United တို့ကွင်းလယ်ကိုတေချာလေးပြုပြင်ပြောင်းလဲဖို့အားဖြစ်ရမှာဖြစ်ပါတယ်။ United ရဲ့လက်ရှိပြင်မှတ်ကတော့ Hoof အသင်းရဲ့ Brazil ကွင်းလယ်လူ João Gomes ဖြစ်ပါတယ်။အသက်25နှစ်အရွယ် Brazil သားက Hoof အသင်းတန်းစင်းစုံနဲ့ရောက်နေပေမဲ့တဦးရဲ့ထင်ထင်ရှားရှားခြေစွမ်းပြနေသူပါ။ပြိုင်ဘက်ကိုဖိအားပေးနိုင်စွမ်းပွဲကိုထိန်းချုပ်နိုင်စွမ်းနေကြောင်း United ပြည်တွင်းလိအတွေ့အကြုံရှိပြီးတော့ရည်သွေးမြင့်ကစားမရှာဖွေမှုပါတာနဲ့အတော်လေးကညီနေတာဖြစ်ပါတယ်။ဒါပေမဲ့ Gomez ကိုအရယူဖို့ကတော့မလွယ်ကူလှပါဘူး။လီဗာပူးတင်းကလည်း Brazil သားကိုအသေးအတန်စိတ်ဝင်စားနေတယ်လို့ Gomez ကိုယ်တိုင်ကလည်း Anfield မှာကစားဖို့အိမ်မက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့် United အနေနဲ့ပြိုင်ဘက်နဲ့အချိန်ကုန်ခံပြီးတော့ဈေးပြိုင်ပေးရမယ့်အခြေအနေမျိုးနဲ့ကြုံတွေ့ရနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ပဲပိုပြီးတော့ပညာသားပါရရွေးချယ်မှုဖြစ် Nottingham Forest ရဲ့ Ibrahim Sangare ကိုအာရုံစိုက်လာကြပါတယ်။အသက်28နှစ်အရွယ် Ivory Coast ကွင်းလယ်သူက Premier League တွေ့ကြုံ3နှစ်နီးပါးရှိထားပြီးတော့အရက်6ပေ3လမ်းမနဲ့တူကွင်းလယ်ခန်းစစ်ပိုင်းမှာတကယ်ကိုတောင့်တင်းတဲ့အားကစားမျိုးယူဆောင်ပေးလာနေပါတယ်။ Sangare ကကွင်းလယ်မှာဘောလုံးလူနိုင်စွမ်းနဲ့အမြင်ဘောရှင်လူနိုင်မှုတွေမှာ Gomez ချက်ပို့ပြီးတော့တားလွန်ပါတယ်။တကယ်လို့ Forest အသင်းသာတန်းရှင်းသွားခင် United အနေနဲ့ယူရို45တန်းကနေ50ဝန်းကျင်နဲ့ပြိုင်ဆိုင်မှုသိမ်းမရှိဘဲနဲ့အရခွင့်နိုင်မှာလည်းဖြစ်ပါတယ်။လူကြိုက်များတဲ့ Gomez ကိုပဲအားထုတ်ပြီးတော့တိုက်ပွဲဝင်မလားဒါမှမဟုတ်နီးပြူဟာပိုင်းရပို့ပြီးတော့ကညီတယ်လို့ဈေးနှုန်းလည်းပိုတက်တာနိုင်တဲ့ Sangare ကိုပဲရွေးချယ်မလားဆိုတာကတော့ United ရဲ့နေရာဒီပြောင်းရွှေ့ပြူဟာပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ။